Hello မင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီနိုင်ငံမှာရှိတဲ့လူတွေသူတို့အိမ်မှာရှိတဲ့အပိုပစ္စည်းတွေကိုမလိုချင်တော့ရင်ဘယ်လိုမျိုးမျှဝေတက်လဲလှူထားတက်လဲဆိုတာကျွန်တော်လမ်းပေါ်မှာဘာတွေ့ရမလဲဆိုတော့ကျွန်တော်လိုက်ပြမယ် Okay let's go so တော့ကျွန်တော်ဒီတစ်ခေါက်မှာတော့ Germany နိုင်ငံရဲ့ recycling ရှင်ကျင်းမှုအကြောင်းတင်ပြခြင်းပါတယ်ကျွန်တော်နဲ့အတူလိုက်ပါစီမျောကြည့်လိုက်ရအောင်အိမ်တိုင်မှာဗျာကိုတက်မလို့အတော့တဲ့ပစ္စည်းတွေကိုဒီအိမ်ရှိတွေမှာသူတို့ပုံးကလေးနဲ့ချထားပြီးတော့ပေးတတ်တယ်ဗျအခုလိုမျိုးပေါ့နော်အဲ့ဒီမှာဘာတွေပါမလဲဆိုတော့စာအုပ်အဝတ်စာကစားစရာပြီးတော့ဒီအိမ်တွင်းသုံးပစ္စည်းတွေမိဖို့ကြောင့်သုံးပစ္စည်းတွေပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ဗျာရောင်စုံခဲတန်းကျွန်တော်လိုအပ်တယ်ကျွန်တော်ဒီရောင်စုံခဲတန်းနှစ်ဘူးယူလာခဲ့တယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်အစ်စ်သွားဝယ်စရာမလိုတော့ဘူးပြီးတော့သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတော့ဒီကုမ္ပဏီတွေကနေပြီးတော့เนาะထုတ်ကုန်တွေပစ္စည်းတွေအသစ်တွေထပ်ပြီးတော့ထုတ်လုပ်စရာမလိုတော့ဘူးပေါ့ဗျာဒီဟာဆိုလို့ရှိရင် coffee set ကျွန်တော်မှအိမ်မှာရှိတယ်မယူလာဘူးဒါဆိုလို့ရှိရင်လည်းပကန်းတင်ပြီးတော့ဒီအယုတ်တွေဘာညာလဲဆိုတော့လည်းဒီဘက်မှာ refugee တွေကများတယ်ဗျာဆိုတော့ကလေးတွေပြန်ဆော့လို့ရအောင်ပေါ့နော်ဒါဆိုလို့ရှိရင်လက်ကန်အိတ်တွေ hand carry အိတ်တွေပေါ့နော်စာအုပ်တွေကလေးတင်ထောက်ကူပစ္စည်းတွေအများစားတွေ့ရတယ်ဗျဆိုတော့ဗျာအရှိမကျွန်တော်ပြောထားတဲ့အတိုင်းပဲကုမ္ပဏီတွေကထုတ်ကုန်တွေအသစ်ထုတ်စရာမလိုဘူးအမိုက်တွေရော့ကျသွားမယ်ကိုယ်တက်မလိုတဲ့ပစ္စည်းတွေချားလူတွေသုံးလို့ရမယ်ပြီးတော့ဒီတဘာဝပတ်ဝန်းကျင်အတွက်ပို့ပြီးတော့ကောင်းမွန်စေတာပေါ့နော်ဥပမာ plastic တွေရော့နေသွားတာပေါ့နော်ဒီလိုစာအုပ်တွေလည်းအများဆုံးတွေ့ရတယ်ဗျ architect ပေါ့နော်သူတို့ဒီနေရန်စေးရေးပကြီးတွေပြီးတော့ပကြီးစရာတွေအကြောင်းတွေကိုအမှုပညာအကြောင်းတွေကိုသူတို့ German ဘာသာစကားနဲ့ရေးထားတွေ့ရတယ်ဗျဒီလိုစာလေးရေးပြီးချထားပေးတတ်တယ်ဗျရေးထားကတော့ Zufa Schenken ကျွန်တော်အတန်ထွက်မှာကောင်းမှာလိမ့်မယ်အတိတ်ပဲကတော့ free giveaway ပေါ့နော် kind of ဒါကတော့ကျွန်တော်တည်လာရေးခဲ့ဖို့ပေါ့နော်အခုတော့မလို့သေးဘူးနေရာဒီကြရင်လုပ်လိုက်မယ်ဆိုတော့ကသူတို့ရဲ့ German မှာလည်း German ရိုးရာစကားပုံတစ်ခုရှိတယ်ဗျဗမာလို့ဆိုလို့ရှိရင်တယောက်အတွက်အမှိုက်ဖြစ်စေတဲ့နေရာကတခြားတယောက်အတွက်တန်ဖိုးရှိနေတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီစကားပုံအတိုင်းပဲ sharing caring မိဒီ German လူမျိုးချင်းပေါ့နော်ဒီလူသားချင်းကူညီတဲ့အနေနဲ့သူတို့ပြန်ပြီးတော့မျှဝေတာပေါ့နော်ဆိုတော့ကအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ် bye bye